maybe go at that sunny at the wall of your mira. Dago, Kulatamaga, Yamatayonga, Ngwe, little much of than Toby. A pea bigger the Lulu, and Ujigabe. Listen, yellow man, to the cool common up to fool you, but don't make it not out the alcohol. Kula Tamba Bobia, General, the Syrian Kula Tamba, Leshiro Doro, and Uji, Lagai Dobia, and Uji, a Jew, Song any door, Ujo Motomo. Ujo Motonga, General Managa Mabramazo, the Syrian loaded to Lupio Mapivare. Not only you go away now by you go away yellow the top of you now by ma. Mazie, Mahemata move on Miazo, Tamo Miazo, Tamoga, Nano, Yai Tanzania. Yai Tanzania by ma, so General, the Syrian Bulo Daga, Ujo Motoma. Ujo Motonga, Syrian Bulo Mi Kalama, the Baumbriga. I'm a Bamaji General, the Kulane Sine, Nialima Domuso, Nanganoe, Shamon, don't so good, Tera Yamonga, Dola, never the much out than she. 哎，你他妈乔丹过，那些骗你那个就是，哎，你他妈乔丹标错了。你他妈乔丹呢，把他比如，他有都说跟西那个，会按哪西那个，乌胶木桶没会按哪西的。乌胶木桶啊，你就那种的带我买西的，他会我都要考头多的，西人路多的，我别他会要就那种的，那个那些人家的嘛，地西的不，地西的，那会贵多的不。乌胶木桶啊，西人路多的起码的，半澳美国嘛，太大的，那个那些的像多啦，像蒙维我别的，你要不像蒙维啊，你这他妈乔丹系的。比个日本个，古拉他妈个对木个，就那种那些，那个我们要做我别那些，就那种的古老太东亚的我也冇得些。哎，要图片来看嘛，မြန်မာနိုင်ငံကလုံးဝထဲမဝင်ရသေးတဲ့စိမ်းထဲမှာကြာမြန်မာနိုင်ငံလည်းပါလာတယ်ပေါ့မြန်မာနိုင်ငံပါလာတော့အဲ့ဒီအချိန်တွေကိုဦးတန်းလွင်ထိုးကနေပြီးတော့အစာဆွဲထုတ်လိုက်တယ်အစာဆွဲထုတ်လိုက်တော့ဦးကျော်မိုးတို့စီရီယာမလုပ်ခင်မှာဒီဘန်အော့အမေရိကမှာရှိတဲ့တန်ရုံကနေစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ဒေါ်လာ2.6 သန်းရှိတယ်အဲ့ဒီ2.6 သန်းဒေါ်လာတွေဘယ်ရောက်သွားလဲငွေတွေဘယ်ရောက်သွားလဲပေါ့ဦးတန်းလွင်ထိုးကနေပြီးတော့ကျွန်တော်တို့ဒါသူ့ရဲ့ Facebook ကနေပေးရတယ်တင်တယ်ပေါ့ဗျာတင်တဲ့အခါမှာဒီကနေ့ကျတော့ဟိုအပြန်ရှင်းတယ်ဗျဦးတန်းလွင်ထုံးရေးပြီးသွားလို့ကျွန်တော်ရက်က3ရက်3လောက်တော့ရှိနေတူပါတယ်ဒီကနေ့မှသူကဦးကျော်မိုးထွန်းကသူကဘယ်သူနဲ့ပြောလဲဆိုတော့ NUG ရဲ့မီဒီယာနဲ့ပြောတယ်သူ့ရဲ့ငွေရင်းတိုင်းကိုကျွန်တော်တင်ပြမယ်ဦးတန်းလွင်ထုံးကတော့ဗျာအချက်နဲ့အလက်နဲ့သူတိတိကျကျပြောထားတာဗျာဦးတန်းလွင်ထုံးကဗျာခင်ဗျားလည်းမီဒီယာဘိုးဘေကြီးဘယ်နေရာမှာပါရှိရဘယ်နေရာမှာဘယ်ထုတ်ရှိရဘယ်နေရာမှာပဲအကုန်သိတယ်ဒါဦးကျော်မိုးထွန်းကသူကမလိမ့်တစ်ပတ်လောက်သွားတယ်သူကဘာလုပ်လဲဆိုတော့ဒီကနေ့မှာဒီ NUG ရဲ့မီဒီယာတွေနဲ့သူကပြောတယ်သူကဘာပြောလဲဆိုတော့2021ကနေစပြီးတော့2025အထိကျွန်တော်တို့တက်နိုင်သမျှမဲပေးခွင့်မဆုံးရှုံးမှုအတွက်တော်လိုင်းရေးစပြီးအချိန်နောက်ပိုင်းမှာ3ချိန်တိတိပေါ့နော်ကုလသမဂ္ဂကိုပေးသွင်းရမယ့်အ ਨੇ ဆုံးပမာဏကိုကျွန်တော်ပေးသွင်းခဲ့တာရှိပါတယ်အ ਨੇ ဆုံးပမာဏပထမအချိန်ပေးသွင်းတော့ကတော့အဖွဲ့ရဲ့ရန်ပုံငွေအောက်မှာရှိတဲ့ငွေတွေက3သိန်းကျော်ကိုကုလသမဂ္ဂရုံးကိုပေးသွင်းခဲ့တယ်ပြီးတော့2024မှာတစ်ချိန်ပေးသွင်းတယ်တဲ့2025မှာတစ်ချိန်ပေးသွင်းတယ်ပေါ့2024မှာပေးသွင်းတာရေ2025မှာပေးသွင်းတာရေကားတဲ့ NUG ကနေတစ်ဆင့်ပေးလာတဲ့ပတ်စံကိုမြန်မာအဖွဲ့ရုံးနယူးယောက်အကောက်ကနေပြီးတော့ကုလသမဂ္ဂရုံးကိုတဲ့ပေးသွင်းရမယ့်အမောက်3သိန်းကျော်ကိုကျွန်တော်နှစ်စဉ်ပေးသွင်းပါတယ်တဲ့ဒီ NUG ကပတ်စံဆိုတာပြည်သူတွေကနေပေးတဲ့ပတ်စံပေါ့ဗျာသူအဲ့လိုသဘောပေါ့ဗျာဒါကြောင့်အခုလိုမျိုးပေးသွင်းနိုင်တာကြောင့်လည်းအခုဒီမြန်မာကိုယ်တိုင်အဖွဲ့အနေနဲ့ကုလသမဂ္ဂမှာမဲပေးခွင့်အကို2026ခုနှစ်နှစ်ကုန်ထိဆက်ရှိနေတာဖြစ်တယ်တဲ့သူအဲ့လိုပြောတယ်သူကပြောတယ်ပြောတော့လက်ရှိဒီမှာပြောတာကသူပေးသွင်းတယ်ပေါ့ဗျာဒီပေးသွင်းတာက NUG ကနေလာတဲ့ပတ်စံပေါ့သူအဲ့လိုပေးသွင်းတယ်လို့ပြောတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီပတ်စံက NUG ပတ်စံလားဒါကသူတကယ်ပေးသွင်းလားမသွင်းဘူးလားဆိုတော့ကျွန်တော်အချက်လက်ကလည်းရှိမနေပြဘူးဒါအောင်မကြမီမှာကျွန်တော်တို့ဦးတန်းလုံးတော့ထပ်ပြီးပေါ်ထုတ်လိုက်မယ်နိုင်ငံဥပမာကဗျာလည်းနိုင်ငံအခြားနိုင်ငံတွေမှာကဗျာစင်းစရာအချက်လက်ရဖို့အဲ့လောက်ခက်တာမဟုတ်ကျွန်တော်နိုင်ငံနဲ့မဆိုင်ကျွန်တော်နိုင်ငံကျတော့ကျွန်တော်အချက်လက်တစ်ခုရဖို့အရန်ခက်ခဲတယ်ဟိုမှာကဗျာလည်းဒီအန်တာတစ်ချက်ခေါက်လိုက်အကုန်ပြုတ်ကြလာအဲ့လောက်မခက်ဘူးအဲ့လောက်ထိအောင်မခက်တာဒါကိုကျွန်တော်တို့ဦးတန်းလွင်တို့ကမကြခင်သူထပ်ပြီးတော့ရှင်းပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာဟိုမရှင်းသွားတာကရှင်းမသွားတာကဦးကျော်မိုးထွန်းကဒီနိုင်ငံပိုင်ငွေပေါ့ဗျာသူစီရမလုပ်ခင်ကဒီဘဏ်အကောင့်တွေမှာရှိခဲ့တဲ့နိုင်ငံတော်ငွေ1.6 တန်းကိုသူရှင်းမသွားဘူးဒါဆိုရင်ဒီ1.6 တန်းကဘယ်ရောက်သွားလဲဘယ်ကိုရောက်သွားတာလဲဦးကျော်မိုးထွန်းကနေပြီးတော့ဒီ1.6 တန်းကိုသူထုတ်ပြီးသူ့ရဲ့ဘဏ်အကောင့်ထဲကိုသူဆွဲသွင်းလိုက်တာလားဒီ1.6 တန်းနဲ့ပတ်သက်ပြီးတော့ထုတ်ယူခွင့်သုံးစွဲခွင့်ရှိတာကဦးကျော်မိုးထွန်းကအခွင့်အာဏာရှိတာကျန်တဲ့သူကအခွင့်အာဏာမရှိဘူးဒါဆို2.6 တန်းဘယ်လိုလုပ်ပျောက်ဆုံးသွားလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဦးတန်းလွင်ထွန်းရဲ့ကျွန်တော်တို့ရေးသားမှုကျွန်တော်တင်ပြပါမယ်ကုလသမဂ္ဂရဲ့စီမံရနှစ်စင်ကြီးနှစ်ဆက်တာအပြည့်မသွင်းခဲ့ရင်မဲပေးခွင့်ဆုံးရှုံးတယ်ဒီစိတ်ပိုင်းပေးထားရင်တော့အကျွေးတင်မဲပေးခွင့်မဆုံးရှုံးဘူး
အမေရိကန်လည်းသူပေးစရာရှိတာတွေကိုအပြစ်မပေးပဲအကျွေးတင်နေပေမဲ့အခွင့်အရေးတွေဆက်ရှိနေတာကြောင့်ပဲတဲ့အမေရိကန်ကလုံးဝမပေးဘူးမြန်မာက2021ကနေ2025ထိနှစ်စဉ်ကြီးတွေပေးသွင်းနေတယ်ဆိုပါတော့တကယ်ပေးသွင်းရမယ့်ဒေါ်လာ3သိန်းနီးပါးမဟုတ်ပဲမဆိုးစလောက်လေးသွင်းပြီးတော့အကျွေးချံပြီးတော့မဲပေးခွင့်အသက်ဆက်နေတဲ့သဘောလားပေါ့ဗျာမေးတာဒါကိုကုလသမဂ္ဂမြန်မာတိုင်ယုံကငွေ1.6 သန်းကထုတ်ပြီးအပြည့်ပေးခဲ့တယ်လို့ NUG ကပဲပြည်သူငွေတွေနဲ့ပေးခဲ့တယ်လို့မလိမ့်တစ်ပတ်လုပ်ပြီးတော့ဥကြုံမတုံးပြောတာအံ့ဩပါတယ်ပေါ့တီးကြလေးပြောလိုက်ရင်ပိုရှင်းသွားတာပေါ့တဲ့မေးတဲ့ရေးတဲ့သတင်းတော်တွေကအိမ်စာလည်းမကြည့်သတင်းတော်ဆိုသူကပြောတာပဲနားထောင်စသဖြင့်ပေါ့ဗျာဒီလိုမျိုးသူကဖြစ်ထားတယ်သတင်းတော်တွေတာဝန်မကြည့်တော့တီးချင်တာတွေတီးဖို့အရေးကုလငွေစင်း report တွေမှာလည်းကြွေးကြံအတိအကျရှာရတော့မယ့်သဘောပါပဲတဲ့ဘာအမေရိကအကောင့်ထက်ကဒေါ်လာ2.6 သန်းကိစ္စလူများစိတ်ဝင်စားတယ်ပေါ့ဗျာဒါကြောင့်ဥကြုံမိုးထုံးနေနဲ့စဉ်းစားအတိအကျရှင်းလင်းပေးသိချင်တယ်ပေါ့ဒါကျွန်တော်ဦးတန်းလွင်ထွန်းကရေးတာအဲ့တော့ဒီကနေ့ဥကြုံမိုးထုံးရှင်းတဲ့တည်းမှာဒီဘာအမေရိကတွေက2.6 သန်းထက်ရှင်းမလားအကောင့်ထဲမှာလည်းမရှိဘူးဒါဆိုရင်ဒီငွေကဘယ်သူယူရလဲယူစရာကကျွန်တော်တို့ခိုးစရာကဥကြုံမိုးထုံးတယောက်ပဲရှိတော့တယ်ဥကြုံမိုးထုံးတယောက်ပဲဒီငွေတွေခိုးမှာခင်ဗျတွက်ကြည့်လေဗျာ2.6 သန်းနဲတာမို့2.6 သန်းခင်ဗျမြန်မာငွေနဲ့မြောက်ပလိုက်ဒါဆိုဥကြုံမိုးထုံးကဘာကြီးလဲတခိုးကြီးလားလက်ရှိတော့ဥကြုံမိုးထုံးဆိုတာတကယ်တခိုးကြီးဖြစ်သွားပြီ2.6 သန်းကိုဥကြုံမိုးထုံးကရှင်းမပြနိုင်ဘူးတခိုးတော့မှအကြီးမားဆုံးတခိုးဘယ်သူတွေစီကနေဒီပတ်စံခိုးလဲဆိုတော့ဒီမြန်မာနိုင်ငံထဲမှာနေထိုင်တဲ့တန်း90ကျော်သောပြည်သူတွေရဲ့ငွေကိုခိုးတယ်ဒုတိယကပြည်ပကနေပြီးတော့ကျွန်တော်တို့ပြည်ပမှာအလုပ်လုပ်နေတဲ့ဘဝပေါင်းမျိုးစုံအတန်းစားပေါင်းများစွာနဲ့အလုပ်လုပ်နေတဲ့ပြည်သူတွေရဲ့ငွေကိုခိုးတယ်ဒီငွေတွေကိုခိုးတယ်ပြီးရင်ကျွန်တော်တို့မှာတောင်သူလယ်သမားကြောမွေးတွေရဲ့ကျွန်တော်တို့ငွေကိုခိုးတယ်အလွှာပေါင်းစုံငွေကိုခိုးသွားတာအဲ့တော့ဦးကျုံမိုးတို့အနေနဲ့ခမည်းဒီ2.6 သန်းဘန်အမေရိကထဲမှာရှိတဲ့2.6 သန်းကိုခမည်းမခိုးဘူးဆိုရင်ခမည်းအနေနဲ့မခိုးချောင်းတက်တည်ပြဖို့လိုတယ်ခိုးတယ်ဆိုရင်လည်းခမည်းခိုးချောင်းတက်တည်ပြဖို့လိုတယ်ဒီဘန်အမေရိကမှာပေါ့ဗျာဒီမြန်မာကနေပြီးတော့ရှိတဲ့ရန်ပုံငွေပေါ့မြန်မာငွေ2.6 သန်းဘယ်သူခိုးသွားတယ်လဲတခိုးရလက်တရားဘယ်သူမှမရှိဘူးဒီဘန်အမေရိကထဲမှာရှိတဲ့ကျွန်တော်တို့ဒီငွေခိုးဖို့ဆိုရင်ဒီခိုးခွင့်ရတဲ့လက်မှတ်ပိုင်ရှိကဥကြုံမိုးထုံးရဲ့အခွင့်အာဏာပဲသူခိုးလို့ရတယ်ကျန်တဲ့လူခိုးလို့မရဘူးအော်ဒီအချိန်နဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီနိုင်ငံရေးဝန်ကြီးဌာနကျွန်တော်မေးသွားမယ်ဗျာမေးသွားမယ်ပြီးရင်ကျွန်တော်တို့သက်ဆိုင်ရာဝန်ကြီးဌာနမေးသွားမယ်အဲ့ဒီအချိန်တော့ကကျွန်တော်2020နောက်ပိုင်းကာလမှာအဲ့ဒီကာလအထိပေါ့တနည်းအားဖြင့်ကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့အာဏာမထိန်ခင်ကာလအထိဒီဘန်အမေရိကမှာနိုင်ငံပိုင်ငွေဘယ်လောက်ကျန်ခဲ့တယ်လဲပေါ့ဒါကျွန်တော်တို့မေးမယ်အဲ့တော့သူတို့အမှဘာထက်လုပ်လဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်ကအမေရိကမှာအပ်ထားတဲ့အမေရိကန်ဒေါ်လာ1 ဘီလီယံရှိတယ်1 ဘီလီယံကိုလည်းဒီကြော်မိုးထုံးနဲ့NUG အုပ်စုတွေကဒီတွေကငွေတွေထုတ်ပြီးတော့သူစူးစမ်းတယ်ဒါပေမဲ့ဟိုကလက်ရှိတော့အဲ့ဒီငွေတွေထုတ်ခွင့်မရသေးဘူးထုတ်လို့မရသေးဘူးထုတ်ခွင့်မပြုသေးဘူးလို့ကျွန်တော်သိရတယ်နားလေရတယ်အဲ့လိုနားလေရတယ်အဲ့တော့ဒီ2.6 သန်းတော့ပလုံသွားတဲ့အနေအထားဖြစ်သွားပြီဒါဆိုရင် NUG တွေကဘာတွေလဲပေါ့သူတို့လောက်တာဘာတွေလဲပေါ့ကြော်မိုးထုံးကဘာလဲပေါ့တေချာတာကဥကြော်မိုးထုံးအနေနဲ့ဒါဒီ2.6 သန်းကိုသူမရှင်းနိုင်တေချာသူခိုးပါပြီကြော်မိုးထုံးခိုးပါပြီဥကြော်မိုးထုံးနဲ့မခိုးဘူးဆိုရင်သူမခိုးချောင်းတက်တည်ပြဖို့လိုတယ်ဥတော့ဦးတန်းတို့ကပေါ်တင်မင်းနေပြီခမ ्या ကိုဒီပတ်စံတွေဘယ်ရောက်သွားတယ်လဲမေးနေတာဆိုတာပွင့်ဝင်လင်းပြောရမယ်ဆိုရင်ခမ ्या ကိုအဲ့ဒီကိစ္စတွေကျွန်တော်မေးနေတာမဟုတ်ဘူးကျွန်တော်တို့သိချင်တာကခမ ्या ကိုမေးတဲ့ကိစ္စကဘန်အမေရိကထဲမှာရှိတဲ့ဒေါ်လာ2.6 သန်းဘယ်ရောက်သွားတယ်လဲမေးတာဦးတန်းတို့မေးတာရှင်းရှင်းလေးအဲ့တော့ဒီ2.6 သန်းကိုထုတ်ယူနိုင်တာခမ ्या တယောက်ပဲရှိတယ်ကျန်တဲ့ထုတ်လို့မရဘူးအဲ့တော့သူကမလိမ့်တစ်ပတ်လောက်ပြီးတော့ကျွန်တော်တို့ကဒီကုလာကိုပေးသွင်းရမယ့်ငွေတွေကျွန်တော်တို့အပြည့်မပေးနိုင်သေးဘူးပေါ့အပြည့်မပေးနိုင်တော့လည်းပဲကျွန်တော်ကျွေးကြံနေသေးတယ်ပေါ့ဒါကြောင့်ကျွန်တော်ကကုလာမှာကျွန်တော်ဆက်ရှိနေတာပေါ့ကျွန်တော်ပေးသွင်းတဲ့ငွေက NUG ကနေပြီးတော့ပေးသွင်းတဲ့ဘဏ်အကောင့်ကနေကျွန်တော်လွှဲပေးလိုက်တာပေါ့ဟိုကဦးတန်းလွင်တို့အဲ့လားတွေမေးနေတာမဟုတ်ဘူးခင်ဗျားမိမနဲ့ဖတ်အိတ်လာသလားဖတ်မအိတ်လာတာမေးတာမဟုတ်ဘူးခင်ဗျားဒီကနေ့ဘယ်ကနေဘယ်ဟိုလာလဲမေးတာ